ကြာတော့ကြာခဲ့ပါပြီလွန်ခဲ့တဲ့၄နှစ်လောက်က အမျိုးသမီးတယောက်ကလေးအမိပေးဖို့လာတိုင်ပင်ပါတယ်စလာနဲ့ကဒီအမျိုးသမီးပုံမလာမှန်းတန်းသိပါတယ်သူမရင်သွေးလေးက1382ခုကစုံလားဆုပ်13ရက်ဖွာအင်္ဂါသားတာဦးလေးဖြစ်ပါတယ်ဖခင်မောင်တန့်မိခင်မဆုစုထွေဖြစ်ပါတယ်သူမတို့ရဲ့သားလေးကိုတနင်္လာအစဗောဓဟုအစုံနာမည်လှလှလေးရွေးချယ်ပေးပါလို့ဆိုပါတယ်မိတ်ဆွေတို့စဉ်းစားကြည့်ပါမဟာဘုတ်သုံးကျွင်းဖွာဘင်္ဂဖွာလေးကိုကလေးရဲ့အမိအညွန့်အတွဲဖြစ်တဲ့တနင်္လာအစဗောဓဟုအစုံနာမည်အတွဲဘလို့မှပြီးလို့မရပါဘူးမဟာဘုတ်ချင်ကြရက်အရာပဲကြည့်ကြည့်နာမခရာတိုင်မှာပဲကြည့်ကြည့်တကယ်ဇောက်ထိုးနေနံအတွဲကြီးဖြစ်ပါတယ်ဒီလိုအမိမောသာပေးလိုက်လို့ကတော့ကလေးဘဝမတွေးရစရာပါပဲအမိအညွန့်တော့အမိအညွန့်မှာပဲဒါပေမဲ့ကလေးဘဝကိုဇောက်တိဇောက်ထိုးဖြစ်သွားစေတဲ့နေနံအတွဲဖြစ်ပါတယ်ပညာမပြည့်ဝဘူးပဲပြောညံ့တယ်ပဲဆိုတနင်္လာအစဗိုလ်တဟုအဆောင်နာမည်အတွဲတဲ့ကအကောင်းဆုံးဖြစ်အောင်တော့ဆရာတော့မရွေးချယ်တတ်ပါဘူးလို့ညင်းညင်းသားသားညင်းလိုက်ရပါတယ်ဒီနေရာမှာပညာကိုငွေနဲ့ဖိကျင်တဲ့မိဘတွေကိုလည်းအများကြီးတွေ့ရလေရှိပါတယ်ဥပမာစောကလို့ပေါ့နေနံအတွဲအရာကိုကဘလို့မှကလေးနာမည်မပေးထိုက်တဲ့နေနံအတွဲကိုဆရာကျွန်တော်ညံပူစောကဘလောက်လွှဲလိုက်မယ်အဲ့ဒီနေနံအတွဲတွေကအကောင်းဆုံးဖြစ်အောင်ရွေးချယ်ပေးပါဆိုလိုက်ရင်တော့မတွက်ပေးပါဘူးဒီနာမည်ဟာပညာခွင့်အရာကလေးဘလောက်ထိစိုးကြိုးများမဲ့တီးတီးရက်နဲ့တော့ညံပူစောကမြင့်ညာပုံပေးပါစေမှလည်းမပေးနိုင်တယ်လို့ကောင်းပါတယ်လို့လည်းမပြောနိုင်ပါဘူးမိဘစိတ်ဆန္ဒပြေဝဖို့အတွက်ညံပူစောကယူပြီးမကောင်းတာကိုကောင်းတယ်လို့ပြောရမှာထိုကလေးလေးတွေအပေါ်လိပ်ပြမလုံးပါဘူးကိုစီလာပြီးအမိပေးလာအပ်တဲ့ကလေးတွေဟာကိုနဲ့ရေဆက်ပါလို့သာစုံစည်းရတာလို့မှတ်ယူပါတယ်အဲ့ဒီရေဆက်တစ်ခုကြောင့်ပဲကလေးတယောက်ရဲ့အနာဂတ်လမ်းကြောင်းကိုအလေးထားစဉ်းစားရတာကျွန်တော်အတွက်တာဝန်တစ်ခုလို့ဖြစ်နေပါတယ်ကလေးနာမည်ပေးခြင်းတဲ့မိဘတွေအနေနဲ့စဉ်းစားတင်တာကကိုသဘောကျတဲ့ရှာပါပါနာမည်လေးဟာကလေးနဲ့ကြိုက်မကြိုက်ကောင်းကျိုးပေးမပေးစဉ်းစားတင်ပါတယ်ကိုကသဘောကျလို့နာမည်လေးရွှေ့လိုက်တာတော့မှန်ပါရဲ့ဒါပေမဲ့ဒီနာမည်ကအကျိုးမပေးပဲကလေးကိုခိုက်စေနိုင်မယ်ဆိုရင်နောက်ဆုံးခံရမှာကကလေးပဲဖြစ်ပါရဲ့ကလေးခံရရင်မိဘလည်းစိတ်ချမ်းပါရမှာမဟုတ်ပါဘူးနာမည်ဆိုတာဟာတာမန်စဉ်းစားရင်တော့အရေးမကြီးဘူးထင်စရာရှိပေမဲ့တေချာစဉ်းစားရင်ကလေးတယောက်ရဲ့ဘဝတစ်လျှောက်လိုက်ပါနေမဲ့လက္ခဏာတစ်ခုသက်တည်တစ်ခုအမှတ်အသားတစ်ခုပါတချို့နာမည်တွေကလူတယောက်ကိုကံကောင်းမှုပေးစွမ်းနိုင်တယ်လို့တချို့နာမည်တွေကမမြင်ရတဲ့အတားအဆီးတွေဖန်တီးပေးတတ်ပါတယ်ဒါကြောင့်ကိုရွှေထက်ရဲ့နာမည်ဟာကလေးအတွက်အကျိုးပေးမပေးအောင်မြင်မှုတွေပေးနိုင်မပေးနိုင်ကလေးဘဝလမ်းကြောင်းထောက်ပံ့မှုပေးနိုင်မပေးနိုင်စဉ်းစားရမှာဖြစ်ပါတယ်ကလေးငယ်လေးတွေဟာအနာဂတ်မှာဘလို့မှတန်ဖိုးမဖြတ်နိုင်တဲ့ယတနာလေးတွေအဖူးအပွင့်လေးတွေဖြစ်ပါတယ်သူတို့လေးတွေဘဝလှပဖို့ထက်မြက်ဖို့ကျမ်းမာဖို့အသက်ရှည်ဖို့ချမ်းသာဖို့မိဘတိုင်းတောင်းတကြပါတယ်ဒါပေမဲ့အဲ့ဒီတောင်းတမှုတွေကိုအမှန်တကယ်အထောက်အကူဖြစ်စေမယ့်အရာတစ်ခုတည်းမှာနာမည်ပေးပညာလည်းပါမနေပါတယ်နာမည်ပညာနဲ့ရှင်လာတဲ့အခါတိုင်းမှာအတ္တကြီးတဲ့မိဘတွေကိုတွေ့ရတတ်ပါတယ်ကိုနေတ္တတာကိုပဲအဓိကထားပြီးကလေးအတွက်တင့်တော်မတင့်တော်ကိုနောက်ွယ်မှာထားတတ်ကြပါတယ်တချို့မိဘတွေကရှင်းပြလိုက်ရင်လက်ခံပါတယ်ဒါဟာသူတို့ရင်သွေးကိုတကယ်ချစ်မြတ်နိုးလို့ပါတချို့မိဘတွေကလက်ခံနိုင်ကြပါဘူးဒါဟာမချစ်လို့မဟုတ်ပါဘူးကိုဖြစ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်လိုက်တဲ့အခါမှားတတ်တဲ့အမှားလေးတွေပါပဲဘာပဲဖြစ်ဖြစ်ဘာမှမသိနားမလည်သေးတဲ့ရင်သွေးလေးတွေအတွက်ကျွန်တော်ကတော့အမှန်ကိုအမှန်လို့ပြောနေအောင်မှထင်ပြီးအမုန်းခံရရင်လည်းအမုန်းခံပြီးပြောနေအောင်ပါကလေးတယောက်ရဲ့အနာဂတ်ကိုလှပစေခြင်းတဲ့မိဘတိုင်းရဲ့အတွက်တခုပဲပြောချင်ပါတယ်နာမည်တစ်ခုကိုရွေးချယ်တဲ့အခါကိုကြိုက်တာထက်ကလေးအတွက်အကောင်းဆုံးဖြစ်မဲ့အရာကိုဦးစားပေးရွေးချယ်ပေးပါဒါဟာကလေးအတွက်မိဘတွေပထမဦးဆုံးပေးနိုင်တဲ့အမွေဖြစ်ပြီးအနာဂတ်လက်ဆောင်တစ်ခုဖြစ်ပါတယ်အားလုံးပဲမိတ်ဆွေများရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ